ပေါက်သွားပြီဟေးရွှေနဂတ်ကြီးပေါက်သွားတယ်ဒီမှာကျန်ရွှေနဂတ်ဖိုက်တာဖောက်ရမလားဒီမှာရွှေလက်ကောင်ရွှေကန်းဆန်းမဲ့ပါတဲ့ဒါဖောက်ရမလားဝေခွဲမြောက်ဖြစ်နေပြီမန္တလေးကဒီဥစ္စာလေးပဲဖောက်လိုက်တော့မယ်ဖိုက်တာသွားလိုက်တော့ကဲလာပြီရွှေပေါက်အောင်ငါလိုက်ပြီးခေါ်လိုက်ပြီဒီဥစ္စာက9500တရားဒီဥစ္စာလေးရွှေလက်ကဒီမှာရွှေတစားကဲလို့ပါလို့အဲ့လိုပါတယ်ဒါလေးဖောက်မယ်ရွှေပါစေစူတောင်းပေးအောင်သူတိတ်နေကမ်းတာကျန်းလေးလို့ဖောက်လိုက်ယူမယ်ကဲအရင်ကြည့်ရွှေပါစားဘီလေးဘီယူမှာသူကကီးချင်းပုံစံလေးလို့မ်းကြိုက်နောက်တစ်ခုဒီမှာဘာလေးလဲဒါမကြိုက်ဘူးဒီရွှေပါတယ်နော်ဘောင်ချာနဲ့သူကလို့လာတာပောက်ပေးပါအောင်ပေါက်သွားပြီဟေးရွှေနဂတ်ကြီးပေါက်သွားတယ်ဒီမှာကျန်ရွှေနဂတ်ဟိုဒီမှာနောက်ပိတ်ကလည်းရွှေနော်ရွှေနှဖားနဲ့ဒီမှာဒီမှာရွှေနဂတ်စိုက်နေမှာရောင်းလို့အဲ့လိုမျိုးပုံစံမျိုးလေးရွှေပေါင်ချပါတယ်ဆိုလို့ရှင်တော့ဒါရွှေအစ်စ်ဖြစ်ပြီဒါတည်းရွှေအစ်စ်နဲ့တကယ်တူတယ်ငါခွင့်မရဘူးဖြစ်နေပြီပေါင်ချလိုက်ရှာလိုက်မခဏဒါနည်းနည်းကြက်တယ်ဒါပေါင်ချလာပြီပေါင်ချလေးဖြစ်လေစမ်းပါကြည့်ဟာလေရုပ်ကလေးတွေဟုတ်ဘူးဒါလည်းပေါင်ချတယ်တော့မဟုတ်ဘူးဒါလည်းမသိဒီမှာခေါင်းကြည့်ကိုလေကြိုက်ဘူးဒါကြက်တယ်ဒါတော့ခုနကရွှေနဂတ်ရဲ့ရွှေပေါင်ချပြရမယ်ပါပါဟုတ်လားမဟုတ်ဘူးကြက်လာခဲ့ဒီမှာရွှေစိတ်ကစမ်းပါတယ်ဒီကရွှေကလေးပေါက်တာရွှေကလေးကရိုးရိုးလိုမျိုးလောက်တယ်မဟုတ်အရင်ခေတ်တုန်းကလိုမျိုးထိုးပြီးတော့ပြောက်ဆိုဖိလိုက်ရတာဒီကပေါက်တာအားပါသွားဒီဥစ္စာဆိုင်ကယ်လေးမကြိုက်ဘူးပေါက်ပေးပါအောင်ရွှေပေါက်ရှင်နဲ့လက်ပတ်ကလေးဒီမှာမကြိုက်တော့လက်ပတ်လည်းမကြိုက်တော့ဒီမှာငါရွှေနဂတ်ပေါက်ပြီးသွားပြီဆိုတော့ငါရွှေပေါင်ချပဲလိုက်ချတော့မှာပေါ့ဒီမှာပါလိုက်လေဘုံလေးလားရက်ပလင်းလေးလားဒါရွှေပေါင်ချတယ်လေရဲ့ဆက်နေပြီချိန်လားဟုတ်လားမဟုတ်ဘူးဒီမှာကြောက်ကလေးနဲ့ကောင်ကြွက်ဖြူလေးတူတူလေးနဲ့ကောင်ဟုတ်လားမဟုတ်ကဲနောက်ဆုံးပိတ်နေလေရွှေပေါင်ချလေးပါစေငါလိုချင်တာငါပြောတာတော့လေငါ့ကိုပြောမယ်ဆိုရပြီပြီးတယ်ဒီမှာဒါလေးရတယ်ငါဘယ်မှမကြိုက်ဘူးဒီနဂတ်ကလေးလိုကြိုက်တယ်ရွှေနဂတ်ကလေးဒါမဲ့အတူဖြစ်သွားပြီကဲမဲတစ်ရောက်ပြန်ပြီဟေးဒီမဲကတော့ထုတ်ကြကြီးပဲမန္တလေးကမဲပဲဖြစ်ပါတယ်မဲတစ်လားအဟောင်းလားတော့ကြည့်မယ်နော်တို့မပြောသေးဘူးဥစားမန္တလေးကပါဆယ်လိုကြီးဖြစ်ပါတယ်ကဲဖောက်မယ်ကဲပါကဲဖောက်ကြမယ်ကြည့်ကြမယ်တခါလေးဖောက်ပြန်မယ်နော်အပေါင်းစီလုံးမှာနေမဟုတ်ခါလေးဒီထဲမှာပါတယ်မဲတွေကိုဖောက်ပြန်ပါပဲဖြစ်ပါတယ်ကြည့်ဖို့သာပြင်ထားတယ်ဝေါကဲဒီမှာဝေါကဲဘာတွေပါမလဲဆိုတော့ဝေါရှမ်းလိုက်တယ်ကဲဒီမှာမတခုပါလဲဆိုတော့ကြည့်မယ်ဒါက9ခုပါတယ်ရုပ်စာကစမ်းကြီးတောင်လာဘူး subscribe ဖြစ်ပါတယ်ကဲ9ခုပါတယ်နောက်တစ်ခုကတစ်ခုနှစ်ခုသုံးခုလေးခု5ခုကဲဒါလေးတွေကဘာလဲဆိုတော့ထိုးမုံဖြစ်ပါတယ်မင်းကိုဒီထဲမှာစမ်းကြီးတောင်နဲ့မင်းကိုထိုးမုံနဲ့ပေါ့နော်တခါလေးပဲဒီမှာထိုးမုံလေးတွေဖြစ်ပါတယ်ကဲဒုစားတော့စားလို့ရပြီခုန9ခုကဒီမှာမဲရ9ခုပါတယ်စမ်းကြီးတောင်မင်းဖောက်ပြမယ်ပေါ့နော်စမ်းကြီးတောင်လာဘူး subscribe ပါဖောက်ပြမယ်ကဲဒါ2 4 6 80ဒါ12ခုပါတယ်ပေါ့နော်12ခုပါတယ်ဝေါကဲစမ်းကြီးတောင်ကဲဖောက်ပြီစမ်းကြီးတောင်ဘာတွေပေါက်မလဲဆိုတော့ကြည့်မယ်ရှော့စမ်းကြီးတောင်ဝေါဒါလေးလားဒါလေးမကြိုက်ဘူးကဲမင်းဒီလို subscribe ဘူးစမ်းကြီးတောင်ဘူးလေးလည်းအများကြီးပါလာဆိုတော့ဒါဆိုဖောက်ပြမယ်နော်ကဲဒီမှာဒါကငကကလေးဒါတော်တော်လေးတယ်ဒီမှာဒီထုတ်ချက်တော်တော်လေးတယ်နော်တော်တော်လေးတဲ့ထုတ်ကြီးကိုခောက်ချလိုက်ဟဲ့ဖိုင်လေဒီမှာဒီလိုလေးဟန်တင်းလေးတွေဟိုဟာလေးအများကြီးပဲတွေ့လားအဲ့လိုမျိုးလေးနော်အများကြီးပဲတစ်ခုနှစ်ခုသုံးခုတော့ပါတယ်အကျိုက်ဝတ်ပဲဒါလည်းလေးတာပဲကဲစမ်းကြီးနောင်ရေကီးချင်းလေးကဲဖုန်းကီးချင်းလေးရတယ်ဒီမှာချစ်စရာလေးကဲနောက်တစ်ခုဘာများပေါက်လိမ့်မလဲရော့ကဲဒီဥစ္စာကြားရုပ်ကလေးနေနဲ့ဆွဲကြည့်မှာကြားရုပ်ကလေးဒါကတော့တနင်္လာသားသမီးတွေဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်
list လာမသိဘူးနှကန်းဒီလေဒီမှာချစ်စရာလေးဒီရောင်းလေငါစိုးလိုက်ရမ်းလာမှာဒါပေမဲ့ကိုကလာပြီးသားဆိုစိုးတယ်မသိစားလာပါရှင်ကျန်တာကစမ်းကြီးတော့ဒီစီလေးတွေစိုးတော့မစိုးပါဘူးသူကနော်ဒီချင်းလေးတွေဆဲကျိုးလေးတွေနှကန်းကြီးလေးတွေပါကဲဒီမှာငုတ်တုတ်ရုပ်လည်းပါလာပြီးစိုက်ထုတ်လာတော့ကဲလက်ခေါ်လိုက်အောင်ဒီထဲမှာတော့မင်းကြီးမပေါ့ဆိုလက်ဒီပါလေမြေခွေးရုပ်လေးမြေခွေးရုပ်လေးကဲနောက်တစ်ခုဟာငါအရန်ကြိုက်တဲ့ဟာတော့မပါဘူးကဲဒါတော့ပေါ့စွတ်လို့နေရတယ်ကဲကြည့်မယ်ပေါ့စွတ်လို့နေတဲ့ဟာဘာဖြစ်မလဲဆိုတော့ကြည့်စေးစနောင်းလေးမဟုတ်ဘူးနောက်ချီချင်းနောင်းလေးနောက်ချီချင်းညာလေးငယ်တော့ရွာမှာနောက်ချီကျုံတော့နောက်ချီချင်းညာလေးတွေအဲ့လိုဒါဘာလို့လဲစတိုးလေးမကြရွှေစတိုးလေးဒါရွှေစလားမသိဘူးဝါရွှေစဆိုမိုက်မယ်ငါစတိုးလေးထိုးချလိုက်တော့လာပါပြီကဲဘောင်းချဆောင်ဖို့ပဲလို့တော့ဟေးရွှေလေးပါရတော့ပါလာပြီဘောင်းချပါရင်တော့စစ်ဖြစ်လက်ဘက်ကလေးမစိုးဘူးစတိုးလေးရတယ်လက်ဘက်ကလေးလည်းရတယ်ကဲဒီမှာဒီလိုဟန်းချင်းလေးဆိုလို့ရှိရင်ဒီမှာကျန်3ခုတောင်ပဲပါလာဒီမှာပုံပြီးချင်းလည်းရတယ်နှခမ်းနေလည်းရတယ်မစိုးတော့မစိုးဘူးနော်ကဲရှန်လင်းဆိုရင်ငွေသားကန်ဆမ်မဲမှာအမိုက်ဆုံးပဲလို့ပြောကြတယ်ဟုတ်မဟုတ်ကတော့ဖောက်ကြည့်မယ်ရှန်လင်းငွေသားကန်ဆမ်မဲဒုစာက2400ပေးရပါတယ်ကဲရှန်လင်းငွေသားကန်ဆမ်မဲငါမြက်လို့ရှင်တော့ရှန်လင်းကိုဆက်ပါမယ်မမြက်လို့ရှင်ဖောက်လို့ကြားရနော်ဒါလည်းပြောလိုက်ညက်ပေးလိုက်တော့9နဲ့တရက်ပေါက်ရင်ရက်သွားပြီ9နဲ့တရက်ပေါက်ပြီလေ9နဲ့မှာဆို50တန်9တော့9ပဲအတန်ကြီးနဲ့အတန်တူနဲ့ကွာသွားတာအဲ့လိုတော့မကြိုက်ဘူးလေခလာလေး50ပဲဈေးဘောက50ပဲရသေးတယ်နော်ရှော့ရင်မဖောက်တော့လို့ပြောပြပါရနော်ရှော့ရင်မဖောက်တော့လို့ပြောပြပါရနော်ခလာလေးပဲမဖောက်သေးရင်တော့ဖောက်တော့ရှန်လင်းနော်ရှန်လင်းအော်ဒီမှာ9009000နဲ့လို့ကြည့်ပါဆို50တန်ရေ900တန်တော့ပါလာပြီဒီမှာ200 9000နဲ့မလို့တော့တယ်နော်9ရီပဲဆိုဆင်းသွား9ရီပဲ9လုံးတော့ဆင်းသွားပြီဒါပေမဲ့50နဲ့900ပဲဆင်းသေးဆို9000နဲ့ကျန်သေးပောက်ပေးလိုက်တော့ဘလားဟာ200ရတယ်ကဲမမြင်ရင်တော့မှပဲငါ့ကိုရှင်းလေးတော့ရပြီဗလားကြီးပဲဟာဗလားပဲကြည့်လိုက်ဒီတေချာမပြတော့နော်ဒီမှာပတ်စံဆိုရင်တေချာပြလိုက်ဟိုကဗလားကြီးဆိုတော့ဗလားကြီးဆိုဘာလို့မှလည်းပြမှာဆိုဘူးသွားပြီပြောပြီးသားနော်မမြင်ရင်မဖောက်တော့လို့ပြောပြီးသားမမြင်ရင်မဖောက်တော့လို့ပြောပြီးသားနောက်ခုပဲကြာတော့လေငါတော့မဝဲပြီထင်တယ်သွားပြီအဲ့တော့တောင်းနိုင်လားနောက်ဆုံးဝိတ်ကလည်းခလာပြီမဖောက်တော့ဘူးဟာ200 900 900 1000 1000နဲ့မှ50